အပြုံမစစ်မိန်းမတွေကိုလက်မထက်တဲ့အချက်3ချက်3အပြုံမစစ်ဘူးဆိုတာသူအရင်ကြီးစားကိုအရန်ချစ်သွားတော့ပါအရန်ချစ်သွားတဲ့အတွက်ကြောင့်ပြတ်သွားရင်မှညီလေးတို့နဲ့တွဲနေတာမှာအရင်ကြီးစားပြန်လာမယ်ဆိုရင်ညီလေးတို့နောက်ကျောင်းအေးရမှာမဟုတ်ပါဘူးသူအရင်တွဲထားရေးစားတာလူရုပ်မှာအတုံးမကျတဲ့ယောက်ျားဆိုရင်အမြဲတမ်းလိုက်ပြီးနှောက်ယှက်နေပါလိမ့်မယ်မတော်တရောဗီဒီယိုရိုက်ထားမှဆိုရင် online မှာဖြန့်နိုင်မှဆိုရင်ညီလေးတို့မိသားစုအရှက်ရမှာဖြစ်တယ်1အပြုံမစစ်ဘူးဆိုတာထိန်းသိမ်းနိုင်မှုအရေးချင်းလုံးဝမရှိတဲ့မိန်းမပါမိဘပေးထားတဲ့အမွေတော်မှာတေးချာမထိန်းသိမ်းနိုင်ဘူးဆိုရင်ညီလေးတို့ဥစ္စာပစ္စည်းညီလေးတို့စိတ်အေးချမ်းမှုတွေကိုထိန်းသိမ်းနိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်အပြုံမစစ်မိန်းမတွေတို့ဘယ်တော့မှလက်ထပ်ယူဖို့မစင်စားပါနဲ့ဒီလိုမျိုးမိန်းမတွေတွေ့ပြီးပါလားကိုမအောင်မှာမတ်ရှစ်ခေါ်လာပါဒီလိုမျိုးအချစ်ပညာတွေပို့ပြီးတက်ချင်ဆိုရင် Rich Myanmar Dating Advice ဆိုတော့man ကဘာလက် American အချစ်ပညာရှင် YouTube Channel Facebook TikTok ကို Subscribe လုပ်ထားပါအချစ်နဲ့ပတ်သက်တဲ့ဗီဒီယိုပို့ပြီးကြည့်ချင်ဆိုရင် YouTube playlist မှာတွားပြီးတော့ကြည့်ရပါတယ်